Hi. အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကတော့ခင်ခင်စုဖြစ်ပါတယ်အခု Brandeis University International Hospitality and Management မှာ Final Year တက်ရောက်နေတဲ့အကျောင်းသူတစ်ယောက်ဖြစ်ပါတယ်အခုလောလောဆယ်တော့ internship ဆင်းဖို့ပြင်ဆင်နေပါတယ်ရှင်Today I'm spilling the tea about Brandeis University Education background ကတော့အရင်တော့ YU မှာ law ကို second year ထိတက်ခဲ့ပြီးပေါ့နော်အခုဒီလိုမျိုးကိစ္စတွေလည်းဖြစ်ရော Thai ကိုလာတယ်မို့ chance ရောmajor ပြောင်းမယ်ပေါ့လေအဲ့တော့ဒီ Thai မှာ hospitality management နဲ့ပတ်သက်ပြီးစုံစမ်းကြည့်ရော Thai ကလည်း tourism ကောင်းတဲ့နိုင်ငံဖြစ်တော့ပြီးတော့အဲ့လိုမျိုး travel လုပ်ရတယ်လည်းကြိုက်တယ် hotel မှာလုပ်ရတယ်လည်းစိတ်ဝင်စားတယ်လူတွေနဲ့လည်းအဲ့လိုမျိုး communicate လုပ်ရတာစိတ်ဝင်စားတော့ဒီ hospitality management major ကိုရွေးပြခဲ့ရပါBrandeis University ကိုဘာလို့ရွေးဖြစ်ခဲ့ရလဲဆိုတော့အရင်ဆုံး social media ကနေစပြီးတော့သိခဲ့ရပါတော့ပြီးတော့ကျောင်းကလည်းမြန်မာ student တွေအများများတယ်တခြားကျောင်းတွေနဲ့ရှင်လိုက်လို့ရှိရင်လည်းbudget friendly ဖြစ်တဲ့ကျောင်းပေါ့နော်ပြီးတော့ဒီတခြားကျောင်းတွေနဲ့ရှင်လိုက်လို့ရှိရင်လည်း curriculum ကမြန်မာသွားခြင်းနဲ့ပို့သွားခြင်းနဲ့ major ဘက်ကိုပို့ရောက်လို့ Brandeis University ကိုရွေးဖြစ်ခဲ့ရပါ decision ကတော့ satisfied ဖြစ်ပါတယ်ရှင်ဒီ3နှစ်တွင်းကျောင်းတက်လာတဲ့ကာလမှာတော့ major နဲ့ပတ်သက်ပြီးတော့3ခုတော့ကြိုက်ခဲ့ major ရှိရပေါ့နော်ပထမဆုံးအနေနဲ့ကတော့ food and beverage management မှာဒီ food and beverage ကတော့အဲ့လို food ကိုဘယ်လို serve လုပ်ရတယ်ဒီလို beverage ပိုင်းတွေပါညာတင်ရတယ်ပြီးတော့ table manner နဲ့ပတ်သက်ပြီးတော့အဲ့လိုdining etiquette တွေပါညာအဲ့လိုမျိုးဟာမျိုးတွေတင်ရတယ်ပေါ့နော်ပြီးတော့ဒုတိယတစ်ခုကကျတော့ venue and catering management ပေါ့နော် venue and catering ကတော့ဒီလို event planning ဘိုင်းတွေကိုပို့သွားတယ်ဒီလိုလူအများကြီးကိုဘယ်လိုမျိုးevent မှာဘယ်လိုမျိုးအဲ့လိုမျိုးတေချာ plan လုပ်ရမယ်ဒီလို decoration ဘိုင်းကအစားပေါ့နော်လူတွေဘယ်လို serve လုပ်တာအဆုံးပေါ့နော်အဲ့လိုမျိုးကိုယ့်ကိုယ်လည်း create လုပ်ရတယ်ပေါ့နော် event တွေကိုပြီးတော့နောက်ဆုံးတစ်ခုကကြတော့ဒီ tour planning ပေါ့နော် tour planning ကကြတော့ကိုသွားချင်တဲ့နေရာတစ်ခုကိုagenda နဲ့တိုင်ပင်ပြီးတော့အဲ့လိုမျိုး destination တစ်ခုရွေးရပေါ့နော်ရွေးပြီးတော့ဒီလို student တွေကနေပြီးတော့အဲ့လို group တွေခွဲပြီးတော့ဒီလိုဒီတယောက်က accommodation တစ်ဖွဲ့ accommodation တစ်ဖွဲ့ကကြတော့ transportation အဲ့လိုမျိုးနဲ့အဲ့လိုမျိုးသွားရရပေါ့နော် group project တွေပေါ့အဲ့ဒီ3ခုတော့အကြိုက်ဆုံးပါပဲအခုခင်ဗျားရောက်နေတဲ့နေရာကတော့ Brandeis University ရဲ့ Study Suite ပါပေါ့နော်အထဲကိုသွားလိုက်ကြအောင်အခုလောလောဆယ်ရောinternship ကို St. Regis Hotel မှာ butler အနေနဲ့ဆင်းဖို့ရှိရပေါ့နော်ဒီ internship ပြီးလို့ရှိရင်ကျောင်းပြီးလို့ရှိရင်တော့ဒီ Thai မှာပဲဆက်နေပြီးတော့ experience ရအောင်လို့ Thai မှာပဲဆက်လုပ်ဖြစ်မယ်ထင်တယ်ပြီးတော့နောက်ပိုင်း chance တွေ opportunity ရှိလာရင်တော့ Europe ပြောင်းပြီးတော့ပေါ့နော်အလုပ်ရှာပြမယ်လို့ထင်ပါတယ်ရှင်ဆက်စတဲ့ကျောင်းလာတက်တုန်းကတော့ဒီ major ရွေးရတော့စတော့ hotel ဘိုင်းနဲ့ပတ်သက်တဲ့ဟာပဲရှိမယ်လို့ထင်ခဲ့ရပါတော့။နောက်ပိုင်းကျတော့မှဒီhotel အပြင်တခြားဟာတွေလည်းအများကြီးရှိရဆိုတော့သိလာရတယ်ပေါ့နော်ဒီလိုအဲ့လိုမျိုး catering နဲ့ပတ်သက်တဲ့ဟာတို့ event planning တို့အဲ့လိုမျိုးဒီလို tourism ဘိုင်းနဲ့ပတ်သက်တဲ့ဟာတို့ပြီးတော့အဲ့လိုဟာတွေအများကြီးသိလာခဲ့ရတယ်ပေါ့နော်။အဲ့တော့နောက်လာမယ့်ကျောင်းသားတွေအတွက်အနေနဲ့travel လုပ်ရကြိုက်တယ်ပြီးတော့လူတွေနဲ့ communicate လုပ်ရကြိုက်တယ်သူမျိုးဆိုလို့ရှိရင်ဒီ major ကိုလာတက်ကြဖို့အကြံပေးချင်ပါတယ် so it's all about my team how about yours